ကောရိန္သုဩဝါဒစာဒုတိယစာဆောင်ခန်းကြီး9ငယ်7မှ20လူမီဒီကခရစ်တော်၌ရှိလျင်အသက်ပြုပြင်သောတတ္တဝါဖြစ်၏ဟောင်းသောယာတို့သည်ပြောင်းလဲ၍ခတ်သိမ်းသောယာတို့သည်အသက်ဖြစ်ကြပြီထိုတို့ဖြစ်သောဘုရားသခင်၏တကိုးတော်အားဖြင့်ဖြစ်ကြ၏ဘုရားသခင်သည်ယေရှုခရစ်အားဖြင့်ငါတို့၏ယံကိုငြိမ်းစေ၍ကိုယ်တော်နှင့်မိတ္တာရဖွဲ့စီတော်မူ၏ထိုမိတ္တာရတရားကိုဟောရသောအခွင့်ကိုငါတို့၌အပ်တော်မူ၏ထိုတရားမူကားဘုရားသခင်သည်ခရစ်တော်အထက်၌ရှိနေလျက်လောကီသားတို့၏အပြစ်များကိုမတ်တော်မမူယံကိုငြိမ်းစေ၍ကိုယ်တော်နှင့်မိတ္တာရဖွဲ့စီတော်မူ၏ထိုမိတ္တာရတရားကိုလည်းငါတို့၌အပ်တော်မူ၏ထိုကြောင့်ငါတို့သည်ခရစ်တော်၏တန်တမန်ဖြစ်ကြ၏တင်တို့သည်ယံငြိမ်းစေ၍ဘုရားသခင်မိတ္တာရဖွဲ့ကြတော်ဟုဘုရားသခင်သည်ငါတို့အားဖြင့်နှိုးဆော်သွေးဆောင်တော်မူတကဲ့သို့ငါတို့သည်ခရစ်တော်၏ကိုယ်စားဖြစ်၍တင်တို့ကိုတောင်းပန်သွေးဆောင်ကြ၏အာမင်Char